အားလုံးပဲမင်္ဂလာပါဒီနေ့ဆက်စားတာတရားတော့ဒါကရှမ်းထမင်းကျင်ပေါ့နော်ရှမ်းထမင်းကျင်ကိုသူကကြက်သားလေးနဲ့ရှမ်းထမင်းကျင်ကိုကြက်သားလေးနဲ့ကြက်သားပတ်လေးတွေအပေါ်မှာစီကတော့ရှော့ခိုင်းလာတယ်သူကပါလဲဆိုလို့ရှိရင်ကြက်သားပါတယ်ထမင်းနဲ့ပေါ့နော်ပဲပုတ်တွေပါမနဲ့တူတယ်ပြောလို့ရှိရင်ဒါလေးကကြတော့ဂျူးညစ်ဒါလေးကကြတော့နည်းမင်းလေးနဲ့ညှို့ပါမယ်ပေါ့နော်အခုကြက်ဆက်ရှိလို့ဒါကြတော့ပေါ့နော်ကံပေါင်မှာအင်းကံပေါင်မှာကြော်ကောင်းတယ်ဒါလေးကကြတော့ပြောင်းမှုကိုဘူးရှမ်းတူဘူးကြော်တယ်ဒီကကြတော့အာလူကတ်တလေးပေါ့နော်အာလူကတ်တလေးကိုဒီမှာအထက်မှာသူအာလူလေးတွေစားသွတ်ထားတယ်နောက်ကြတော့ဒီကတောင်းမှုပေါ့ဗျဒီထဲမှာတောင်းမှုလေးကြော်လေးတွေအကုန်လုံးကောင်းတယ်ကြော်တွေကသူကပေါ့နော်အကြော်စားတာစီတွေတိလို့မခံစားရအောင်အဆင်ပြေတယ်ဆက်ကြပါဦးဒီအင်းအောင်ရောက်လို့ရှင်ဒါကိုပဲစားပြတယ်ဆိုင်နာမည်ကကြတော့ဒါအင်းလေးကံမောင်ပါနော်ရွှေအိုးစီဆိုင်နာမည်ရွှေအိုးစီသူကကြတော့အကျော်ကောင်းတယ်ဒီလိုစမ်းစားနေကြတော့ဒီလိုရှမ်းထမင်းညင်လို့ပေါ့နော်အားကောင်းတယ်အခုတပြည့်ဒီရှမ်းထမင်းညင်လေးကို review ပေးခြင်းပါတယ်ရှမ်းထမင်းညင်နဲ့ဒီလိုမျိုးမျိုးကြိုက်